ဇလန်းအစမှာတော့ရှမ်မီသားစုနဲ့ဝမ်မီသားစုတို့ရဲ့မင်္ဂလာပွဲကအေးအေးချမ်းချမ်းဖြစ်နေတော့ဝမ်အိမ်မှာနှစ်အကြာကြီးအလုပ်လုပ်လာတဲ့အိမ်ကူကျောင်းမာကရုတ်တရက်ဝင်လာပြီးအားလုံးရက်ကြဆန်းလို့အော်ဟစ်တားဆီးလိုက်တယ်။သူမကရှမ်မီသားစုရဲ့သခင်လေးနဲ့လက်ထက်ရမှာသူသမီးဖြစ်ပြီးမင်္ဂလာလက်ဖွဲ့ပစ္စည်းတွေအားလုံးဟာလည်းသူ့အတွက်ပဲဖြစ်ရမယ်လို့ကြုံသွားလိုက်တယ်။အဲဒီနောက်ကောင်မလေးတယောက်ကိုဆွဲခေါ်လာပြီးရှင်တို့မထင်ထားဘူးမဟုတ်လား။လွန်ခဲ့တဲ့နှစ်20ကလေးကကလေးနှစ်ယောက်ကိုကျွန်မခိုးလဲပစ်ခဲ့တာ။တထေးသမီးဖြစ်ုံနဲ့မွေးကလေးကစီစဉ်ခံပြီးငါသမီးကြမှာဘာလို့ဆင်းရဲဒုက္ခခံရမှာလဲ။သူကမှရှင်တို့ဝမ်မီသားစုရဲ့သမီးအရင်အစစ်အမှန်ပဲလို့အားလုံးရှေ့မှာဖွင့်ချလိုက်တယ်။ဒါကိုကြားလိုက်ရတဲ့သူတို့သမီးရဲ့မိခင်ကတော့ရှင်ယူနေတာလားပါဇက်သေးတွေ့ရတွေရှောက်ပြောနေတာပဲ။ဒါတွေကဘလို့ဖြစ်ကုန်တာလဲဆိုပြီးတုံးလုံးချောက်ချသွားတယ်။အဲ့ဒီချိန်မှာပဲအဖြူရောင်ဝစ်စုံပြေးဝစ်ဆင်ထားတဲ့သူတို့သားလောင်းရှမ်မော့ကရှေ့ကိုထွက်လာပြီးဒီဇက်ပွဲကိုစောင့်နေခဲ့တာအနည်း20တိတိရှိသွားပြီ။ခမားမထင်ထားဘူးမဟုတ်လား။အဲ့ဒီတုန်းကကျွန်တော်အကုန်မြင်ခဲ့တာ။ဒါကြောင့်ကလေးတွေကိုအဲ့ဒီကလေးကပြန်လဲထားပြီးသားပဲ။ကြောက်မှာခမားပြန်ခေါ်လာတဲ့ဒီကောင်မလေးကမှခမားရဲ့သမီးအရင်စစ်ဖြစ်တယ်လို့အေးအေးဆေးဆေးပြန်ပြောလိုက်တော့ကျောင်းမှာတယောက်အကြီးကျယ်မျက်လုံးပြူပြီးထိတ်လန့်သွားရတယ်။တကယ်တော့လွန်ခဲ့တဲ့အနှစ်20တုန်းကရှမ်မော့ရဲ့မိခင်စုမတ်ရင်ကဆေးရုံမှာကလေးမွေးထားတဲ့ 1NTC အလဲသွားဖို့အိမ်မှာပူတင်းစားနေတဲ့ရှမ်မော့လေးကိုဖက်မြန်လဲပြီးလိုက်ခဲ့ဖို့အလောတကြီးလာခေါ်ခဲ့တယ်။ရှမ်မော့လေးကပူတင်းစားပြီးမှသွားလို့မရဘူးလားလို့မေးပေမဲ့စုမတ်ရင်က 1NT ကဆေးရုံမှာတယောက်တည်းဖြစ်နေတာသူ့ရဲ့ယောက်ျားရုပ်ကများသွားပြီးအနိုင်ကျင့်နေမလားမသိဘူးဆိုပြီးချက်ချင်းအတင်းခေါ်သွားခဲ့တယ်။ကားပေါ်ရောက်တော့ရှမ်မော့လေးကကလေးချင်းစိစက်ကြောင်းလန်းနေဆိုတာဘာလဲလို့သူ့မိဘတွေကိုလိုက်မေးပေမဲ့သူ့အမေကသူ့အဖေကပါဘာမှရေးရေးရရပြန်မဖြေပဲမသိချင်အောင်ဆောင်နေကြလို့သူနားမလည်နိုင်အောင်ဖြစ်ခဲ့ရတယ်။ဆေးရုံခန်းထဲရောက်သွားတဲ့အခါရှမ်မော့လေးကပကတ်ထဲမှာမျက်လုံးလေးမှိတ်ပြီးအိပ်ပျော်နေတဲ့အသားဖြူဖြူနူးနူးညံ့ညံ့ကလေးငယ်လေးကိုတွေ့သွားပြီးသူ့ရဲ့ပူတင်းထက်တောင်ချစ်စရာကောင်းနေတာကြောင့်ပါဇက်လေးနဲ့လိုက်မှုတ်ကြည့်သလိုပါးလေးကိုလည်းလက်ညှိုးနဲ့အသားလေးသွားလို့ကြည့်မိတယ်။အဲဒီနောက်ကလေးမလေးကိုလက်ဆောင်ပေးခြင်းနဲ့စိတ်နဲ့သူ့အိတ်ကတ်ထဲကချောကလက်မုံလေးကိုထုတ်ပြီးလက်နားမှာသွားတင်ပေးလိုက်မိရာကချောကလက်တွေအရေးပြောပြီးကလေးမလေးရဲ့အင်ဂျီပေါ်ပေးချန်သွားတော့မှသူ့အကြီးအကျယ်ထိတ်လန့်သွားတယ်။အဲ့ဒီချိန်မှာဝမ်အန်တီနိုးလာပြီးရှမ်မော့လေးကညီမလေးကိုဒီလောက်သဘောကျရင်နောက်ဆိုဝမ်အန်တီအိမ်မှာလာနေမလားလို့ချစ်စနိုးမိတော့သူကလည်းဝမ်အန်တီအိမ်မှာနေပြီးကလေးမလေးရဲ့အဝတ်တွေကိုလျှော်ပေးမယ်အမားလုံးမိရင်ပြန်ကူစားရမယ်ဆိုပြီးပြန်ပြောတယ်။ဒါကိုကြားတော့သူ့အမေကရှမ်မော့တပ်မင်းဒီညဝမ်အန်တီအနားမှာပဲနေခဲ့ပြီးအဖော်လုပ်ပေးလိုက်ပါလားလို့ရီမောပြီးပြောလာတယ်။ရှမ်မော့လေးကအိမ်ပြန်ပြီးပူတင်းစားပြီးမှပြန်လာလို့ရမလားလို့မေးတော့သူ့အမေကမရဘူး။သူတို့အိမ်ပြန်ရောက်တဲ့အထိစောင့်ပြီးမှညီမလေးကိုသွားဆောင်ရှောက်လို့ပြောလိုက်တယ်။ဒါနဲ့ရှမ်မော်လေးကမနှက်ဖြန်ကြမှာရှူရောက်ညီမလေးစီပြန်လာတွေ့မယ်။အိမ်ပြန်ရောက်ရင်သူ့အင်ဂျီတွေကိုရှာထုတ်ပြီးပြန်ရော်ပေးမယ်လို့စိတ်ထဲကနေတွေးရင်အခန်းထဲကနေထွက်လာခဲ့တယ်။အခန်းပြင်ထွက်လာတဲ့အချိန်မှာမိခင်ဖြစ်သူကဒီနေ့ဘာလို့ဒီလောက်တောင်လိမ်မာနေတာလဲ။အပြစ်တစ်ခုခုလှုပ်ထားလို့လား။မနှက်ဖြန်ကြောင်းဖွင့်တော့မယ်။အိမ်စာတွေမပြီးသေးလို့လားလို့မေးတော့ရှမ်မော်လေးကအိမ်စာတွေပြီးသွားပါပြီ။အမားလုံးမိရင်ဝန်ခံရမယ်။ 1NTC ပြန်သွားတောင်းပန်ရမယ်လို့တွေးမိပြီး 1NT အခန်းထဲပစ္စည်းကျန်ခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပြန်လှည့်ပြေးဖို့လုပ်တယ်။ဒါပေမဲ့စင်းကြံလမ်းမှာမိခင်ဖြစ်သူက1NT ရဲ့ယောက်ျားဟောင်းကျန်းချီချန်ကိုတွေ့သွားလို့ရှမ်မော်လေးကိုအခန်းထဲမှာပဲ1NT အိတ်နေတာမနှောက်ယှက်ပဲငြိမ်ငြိမ်လေးစောင့်နေဖို့မှာပြီးသူ့အဖေနဲ့အတူလိုက်သွားကြတယ်။ရှမ်မော်လေးအခန်းဝရောက်သွားချိန်မှာတော့အိမ်ဖော်မိန်းမကကလေးတယောက်ကိုပွေ့ချီပြီးအခန်းထဲကနေခိုးကြောင်ခိုးဝက်ထွက်သွားတာကိုအံ့အားသင့်စွာမြင်လိုက်ရတယ်။အခန်းထဲပြေးဝင်ပြီးအခက်ထဲကြည့်လိုက်တဲ့အခါကလေးရဲ့ပန်းရောင်ဆောင်ပေါ်မှာချောကလက်အစွန်းကျန်နေပေမဲ့ဝတ်ထားတဲ့အင်ဂျီမှာတော့ချောကလက်အစွန်းမရှိပဲတန့်ရှင်းနေတာကိုတွေ့လိုက်ရတယ်။ဒါကြောင့်ကလေးမလေးအလဲခံလိုက်ရပြီဆိုတာကိုချက်ချင်းရိပ်မိသွားတဲ့ရှမ်မော်လေးဟာသူများအိမ်ကကလေးနဲ့အလဲမခံနိုင်ဘူးဆိုပြီးပကတ်ထဲကကလေးကိုပွေ့ချီကကလေးထိမ့်သိမ့်တဲ့အခန်းစီတိတ်တဆိတ်ပြေးလိုက်သွားခဲ့တယ်။အဲ့ဒီအခန်းထဲကအိပ်ယာပေါ်မှာသူ့ချောကလက်စွန်းပင်နေတဲ့အင်ဂျီဝတ်ထားတဲ့ကလေးအစ်စ်ကိုရှာတွေ့သွားပြီးကလေးနှစ်ယောက်ကိုမူလနေရာတိုင်းအမြန်ပြန်လဲကပကတ်ထဲပြန်ထည့်ပေးထားလိုက်နိုင်ခဲ့တယ်။ 1NT နိုးလာပြီးရှမ်မော့လေးဘာလို့ပြန်ရောက်နေတာလဲလို့မေးတော့မှသူကညီမလေးအင်ဂျီကိုချောကလက်ပေးအောင်လုပ်မိလို့ပါဆိုပြီးအပြစ်တင်မခံရအောင်ဟန်ဆောင်တောင်းပန်လိုက်တယ်။ 1NT ကကိစ္စမရှိပါဘူး။အိမ်ဖော်ကပြန်လျှော်ပေးပါလိမ့်မယ်လို့ပြောလိုက်တော့မှရှူအောင်ညီမလေးကိုခိုးလဲသွားတဲ့သူဟာ1NT အိမ်ကအိမ်ဖော်မန်းရှမ်မော့လေးသဘောပေါက်သွားခဲ့တယ်။အဲဒီနောက်သူ့အမေပြန်ရောက်လာပြီး1NT ရဲ့ယောက်ျားဟောင်းကျန်းချီချန်ကိုဆေးရုံမှာတွေ့ခဲ့တဲ့အကြောင်းသူဘာကြံစီနေလဲမသိပေမဲ့ပိုင်ဆိုင်မှုအားလုံးကသမီးလေးရှူအောင်အတွက်ပဲဖြစ်ရမယ်လို့နှစ်သိမ့်ပြောနေကြချိန်မှာတော့ရှမ်မော်လေးကပကတ်ထဲကညီမလေးကိုကြည့်ရင်အိမ်ဖော်မိမခိုးလဲသွားတဲ့ကလေးကိုသူကိုယ်တိုင်အချိန်မီပြန်လဲပေးနိုင်ခဲ့လို့တော်ပါသေးတယ်ဆိုပြီးစိတ်ထဲကနေကျဉ်းနှံ့နေကြတော့တာပါပဲ။10နှစ်ကြာပြီးနောက်အသက်10နှစ်အရွယ်ရောက်လာတဲ့ရှူအောင်လေးဟာဝင်းနေပွဲအတွက်ပုံမြင်ထဲကမင်းသမီးလေးလိုလှပစွာပြင်ဆင်ထားပြီးအသက်15နှစ်အရွယ်ရှမ်မော့ကလည်းဘေးကနေအမြဲဂရုတစိုက်စောင့်ရှောက်ပေးနေခဲ့တယ်။အဲ့ဒီအချိန်မှာအိမ်ဖော်ကြောက်မာကအခန်းထဲဝင်လာတာကြောင့်ရှမ်မော့တယောက်ချက်ချင်းသတိထားလိုက်မိတယ်။အရင်ကကြောက်မာဟာသူ့သမီးအရင်ကိုအိမ်မှာတိတ်တဆိတ်ရိုက်နှက်ဆဲဆိုတက်လို့လူကြီးတွေကိုသွားတိုင်မှုပေမဲ့ကြောက်မာကလူတွေရှေ့မှာပါသမီးဖြစ်သူကိုပို့ဆိုးအောင်ရိုက်နှက်ပြခဲ့တာကြောင့်နောက်ပိုင်းရှမ်မော့ဘာမှဝင်မပြောတော့တာဖြစ်တယ်။ရှမ်မော့ကကြောက်မာကိုဒီကိုဘာလာလောက်တာလဲလို့မေးလိုက်တော့ကျောင်းမာကသခင်မလေးရှူရောင်အတွက်မွေးနေ့လက်ဆောင်အဖြစ်ဖဲလေးမယ်ရုပ်လေးပါတဲ့တချင်းတစ်တာလေးလာပေးတာပါဆိုပြီးကမ်းပေးလာတယ်။ရှူရောင်လေးကသဘောကျပြီးကျေးဇူးတင်ပါတယ်။ကျောင်းမာလို့ပြောနေတော့မှပဲညစ်ပတ်ပြီးရနေတဲ့အဝတ်စားတွေနဲ့ကျောင်းမာရဲ့သမီးကျောက်ရှောင်ဟဲကအခန်းထဲပြေးဝင်လာပြီး
တချင်းတစ်တာကိုကျမ်းပြင်ပေါ်ပုတ်ချလိုက်တယ်။အဲ့ဒီနောက်ရှောင်းဟဲကငိုယိုရင်းဒီနေ့ကသမီးရဲ့မွေးနေ့လည်းဖြစ်တယ်။အမေကသမီးစာမေးပွဲပထမရရင်တချင်းတစ်တာဝယ်ပေးမယ်လို့ပြောခဲ့ပြီးဘာလို့ရှူရောင်ကိုပေးရတာလဲ။ရှူရောင်မှာအရာအလုံးရှိနေတာတောင်သမီးရဲ့တခုတည်းသောလက်ဆောင်ကိုဘာလို့လူယူရတာလဲ။အမေဘသူကအမေသမီးအရင်လဲဆိုပြီးအော်ဟစ်ငိုယိုမေးခွန်းထုတ်လာတယ်။ရှမ်မော့ကရှူရောင်လေးကိုသူ့အနောက်မှာကွယ်ထားပြီးလုံခြုံရေးတွေကိုခေါ်ကာသူတို့ကိုအပြင်ထုတ်သွားကြကြောက်ပါခမရဲ့လက်ဆောင်ကိုရှူရောင်လက်မခံနိုင်ဘူးခမသမီးကိုပဲပြန်ယူသွားပေးပါလို့အမိန့်ပေးလိုက်တယ်။ရှူရောင်လေးကစိတ်မကောင်းဖြစ်ပြီးရှမ်မော့ကိုသူရမ်းစိတ်ဒဏ်ရာရပြီးဝမ်းနေနေရလို့လားဟင်လို့မေးတော့ရှမ်မော့ကသူစိတ်ဆင်းရဲရတာငါတို့နဲ့ဘာမှမဆိုင်ဘူးလို့ပြန်ဖြေလိုက်တယ်။တကယ်တော့ရှမ်မော့ဟာအရင်ကတည်းကရှူရောင်နဲ့ဝမ်အန်တီရဲ့ DNA ကိုဆေးရုံမှာတိတ်တဆိတ်စစ်ဆေးထားပြီးရှူရောင်ဟာဝမ်မိသားစုရဲ့သမီးအရင်စစ်ဖြစ်ကြောင်းသေချာအတည်ပြုထားပြီးသားဖြစ်တယ်။ကျောင်းမှာကသူ့သမီးအပေါ်ဘယ်လိုဆက်ဆံလဲဆိုတာသူတို့ရဲ့မိသားစုကိစ္စသာဖြစ်ပြီးကလေးထင်းတယောက်ရဲ့လှည့်ကွက်ကနောက်ဆုံးသူ့ကိုယ်သူပဲပြန်ဒုက္ခရောက်စေလိမ့်မယ်လို့ရှမ်မော့ကတွေးထားခဲ့တယ်။အဲ့ဒီအချိန်မှာကျောင်းမှာကရှောင်းဟဲကိုပါးရိုက်လိုက်သလိုကြောကုန်းကိုလည်းထက်ရိုက်ပြီးနင်းကငါဝယ်ထားတဲ့ပစ္စည်းကိုထိရဲတယ်ပေါ့။နင်းကမွေးကလေးကဆင်းရဲဒုက္ခခံရမဲ့ကံပါလာတာရှူရောင်နဲ့ဘယ်လိုလုပ်ရှင်လို့ရမှာလဲလို့အော်ဟစ်ဆဲဆိုတယ်။ရှမ်မော့ကကျောင်းမှာသမီးကိုဆုံးမခြင်းအိမ်ပြန်မှဆုံးမပါ။ငါတို့ရှိမှလာအနိုင်ကျင့်ပြပြီးပြဿနာမရှာပါနဲ့လို့ဟန်တားလိုက်တော့ကျောင်းမှာကမျက်နှာချိုသွေးရင်တောင်းပန်ပြီးရှူရောင်ကိုတချင်းတစ်တာပြန်ကမ်းပေးဖို့လုပ်ပြန်တယ်။ရှမ်မော့ကကျောင်းမှာဟာဒီတချင်းတစ်တာကိုတလားစာအကုန်သုံးပြီးသမီးအရင်အတွက်ရည်ရွယ်ဝယ်ခဲ့တာမှသိနေတာကြောင့်ရှူရောင်မှာဒါမျိုးတွေမလိုဘူးဆိုပြီးပြန်ယူသွားခိုင်းလိုက်တယ်။ရှူရောင်လေးကစိတ်ထားကောင်းသူမို့မွေးနေ့ကိတ်မုတ်တပကံကိုရှောင်းဟဲစီယူသွားပြီးဒီနေ့နင်းမွေးနေ့လည်းဖြစ်တယ်ဆိုတော့ဒါလေးစားပါလို့ကြွေးပေမဲ့ရှောင်းဟဲကငါနေ့ကိတ်မုတ်ကိုမလိုချင်ဘူးငါကသရောင်းစားမဟုတ်ဘူးလို့အော်ဟစ်ညင်းဆန်ခဲ့တယ်။ကျောင်းမှာကရှောင်းဟဲကိုထက်ရိုက်ပြီးရှူရောင်ကိုချက်ချင်းကျေးဇူးတင်စကားပြောဖို့ဖိအားပေးနေချိန်မှာရှမ်မော့ကလုံခြုံရေးတွေကိုချက်ချင်းအပြင်ခေါ်ထုတ်သွားခိုင်းလိုက်တယ်။လုံခြုံရေးတွေဆွဲခေါ်သွားချိန်မှာတော့ရှောင်းဟဲဟာရှမ်မော့ကိုပြန်လှည့်ကြည့်ပြီးအညို့အတေးအမုန်းတရားအပြည့်ပါတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်သွားခဲ့တာကြောင့်သူ့ကိုနှိပ်စက်နေတာသူ့မိခင်အရင်ဖြစ်နေပါလျက်နဲ့ဘာလို့ငါ့ကိုမှမုန်းတီးနေရတာလဲလို့ရှမ်မော့တယောက်နားမလည်နိုင်အောင်ဖြစ်သွားရတယ်။နောက်ထပ်73နှစ်ကြာသွားတဲ့အခါတက္ကသိုလ်ဝင်ခွင့်စာမိုးဝဲမတိုင်ခင်နိုင်ငံခြားကနေအမြန်ပြန်ရောက်လာတဲ့ရှမ်မော့ကိုမိခင်ဖြစ်သူစုမှန်ရင်ကနရွက်ဆွဲပြီးရှူရောင်လေးကအခုတလောညတိုင်းအိမ်ပြန်နောက်ကျနေတယ်။သူ့အန်ဒီရဲ့တစ်ခုခုများကြုံနေရသလားဆိုတာနင်းဒီနေ့သူ့နောက်ကနေလိုက်ဆောင်ကြည့်ပေးလို့ခိုင်းစီလာတယ်။ရှမ်မော့ကမတွေ့ရတာကြာပြီဖြစ်တဲ့ရှူရောင်လေးသူ့ကိုလွမ်းနေမလားဆိုပြီးစိတ်ကူးရင်နေချိန်မှာသူ့အမေလားရှမ်မော့ငါပြောတာကိုနင်းနားထောင်နေရလားလို့အော်ငေါက်လိုက်တယ်။ရှမ်မော့ကဖခင်ဖြစ်သူဘက်အကူအညီတောင်းတဲ့အကြည့်နဲ့ကြည့်ပေမဲ့ဖခင်ဖြစ်သူကတော့သတင်းစာနောက်မှာမျက်နှာကွယ်ပြီးမသိချင်အောင်စောင့်နေခဲ့တယ်။စူးမန်ရင်ကရှူရောင်ကအခု10ကျော်သက်အရွယ်စိတ်ကောက်လွဲတုံ့ပြန်လွယ်တဲ့အရွယ်ဖြစ်နေလို့ငါနဲ့ဝမ်အန်တီကမမေးရဘူး။နင်းမဲသွားပြီးသူ့ရီးစားများထားနေသလားဆိုတာစုံစမ်းပြီးနင်တို့နှစ်ယောက်ကငငယ်ကလေးကစေးဆက်ထားတယ်ဆိုပေမဲ့ငါတို့ကသဘောထားကြီးတဲ့မိဘတွေမို့အတင်းအကျပ်မလုပ်ချင်ဘူးလို့ထပ်ပြောတယ်။ရှမ်မော့ကစူးမန်ရင်အမျိုးသမီးကြီးလူကြီးတွေကမမေးရလို့ကျွန်တော်ကိုကြဝင်ပါခိုင်းတာပေါ့လေလို့ပြန်ပြောလိုက်တော့သူ့အမေကငါတို့ကသဘောထားပြေဝတဲ့မိဘအဖြစ်နေရမှာပေါ့သူ့ကိုသွားဒေါသထွက်အောင်လုပ်လို့မဖြစ်ဘူးလို့ပြန်ပြောလာတယ်။အဲ့ဒါနဲ့ရှူရောင်လေးရီးစားထားနေမှာကိုစိတ်ပူသွားတဲ့ရှမ်မော့ဟာရင်ထဲမှာအလိုမကျဖြစ်သွားပြီးငါလိုထူးချွန်တဲ့ကိုတယောက်ရှိနေတာတော့သူကတခြားလူကိုမျက်စိကျစရာလားငါတို့ချင်းစိစက်ထားတာပဲကိုလို့တွေးမိကအပေါ်တက်ပြေးတက်ပြီးရေမိုးချိုးပြင်ဆင်လိုက်တယ်။ရေမွေးတွေအလွန်ကျွန်းဆွတ်ပြီးအောက်ပြန်ဆင်းလာတော့မိခင်ဖြစ်သူကရှမ်မော့နင်ရေမွေးဆက်ရုံဖွင့်မလို့လားရေကန်ထဲကငါးတွေတောင်မူးမေ့သေးတော့မယ်လို့လောင်ပြောင်းလိုက်တယ်။ရှမ်မော့ကလည်းရှူရောင်ကိုသွားကြိုရမှာမို့မျက်နှာပြက်ခံလို့မဖြစ်ဘူးဆိုပြီးကားတော်ဆွဲကညစာကိုအပြင်မှာပဲစားကြမယ်လို့အော်ပြောရင်းအိမ်ကနေအမြန်ထွက်လာခဲ့တယ်။ကျောင်းရှိကိုရောက်တဲ့အခါရှူရောင်လေးဟာအိမ်ပြန်တဲ့လမ်းဘက်ကိုမသွားဘဲတခြားဘက်ကိုကွေးထွက်သွားတာကိုတွေ့လိုက်ရလို့ရှမ်မော့တယောက်ခြေတံလုံးနဲ့နောက်ကနေခိုးလိုက်သွားခဲ့တယ်။ကော်ဖီဆိုင်တစ်ခုတည်းကိုရှူရောင်ဝင်သွားပြီးမျက်နှာချင်းဆိုင်မှာထိုင်နေတဲ့လူကိုလှမ်းကြည့်လိုက်တော့မှဝမ်အန်တီရဲ့ယောက်ျားဟောင်းကျန်းချီချန်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။ကျန်းချီချန်ဟာလွန်ခဲ့တဲ့နှစ်တွေကကွာရှင်းချိန်မှာပိုင်ဆိုင်မှုအားလုံးကိုရှူရောင်စီလွှဲပေးခဲ့ရတာမို့အခြေအနေတွေအကြီးအကျယ်ပျက်စီးယိုယွင်းနေပြီးဝမ်အန်တီကလည်းလုံးဝအတွေ့မခံတော့တဲ့သူဖြစ်တယ်။ကျန်းချီချန်ကရှူရောင်နင့်အမေကိုငါအကြောင်းပြောပြပြီးပြီလား။သူငါ့ကိုတွေးဖို့သဘောတူရဲ့လားလို့လောဘတကြီးမေးလာတယ်။ရှူရောင်ကတည်ငြိမ်စွာနဲ့ပဲအမေကရှင်နဲ့လုံးဝတွေ့မှာမဟုတ်သလိုကျမလည်းရှင်ကိုအဖေဖြစ်အတိမတ်မပြုဘူး။နောက်တစ်ခါထပ်လာရှာရင်ကုမ္ပဏီရဲ့ရှေ့နေအဖွဲ့နဲ့တရားစွဲပစ်မယ်လို့ပြက်ပြက်သားသားပြန်ပြောလိုက်တယ်။ဒါကိုကြားတော့ကျန်းချီချန်ကဒေါသတကြီးစပွဲကိုရိုက်ပြီးဝမ်ရှူရောင်နင်အခုလိုကောင်းကောင်းမွန်မွန်နေရတာဘယ်သူကြောင့်လဲ။ငါသာမရှိရင်နင်ကဘာမှမဟုတ်ဘူး။တက္ကသိုလ်ပြီးသွားရင်လည်းဒီလိုစကားတင်းခံနိုင်အောင်မလားကြီးကြသေးတာပေါ့။တနေ့ကျရင်ငါခြေထောက်ကိုလာဖက်ပြီးငိုယိုတောင်းပန်ရမယ်လို့ချိန်ချောက်လာတယ်။ရှူရောင်ကကျမရထားတဲ့အရာအလုံးဟာအမေပေးထားတာဖြစ်ပြီးရှင်နဲ့ဘာမှမဆိုင်ဘူးလို့မျက်ရည်ဝဲရင်းပြန်អော်လိုက်တယ်။အဲ့ဒီအချိန်မှာအနားကိုရောက်လာတဲ့ရှမ်မော့ကနေကမျက်မှန်ကိုချွတ်လိုက်ပြီးခမည်းဘသူ့ကိုချိန်ချောက်နေတာလဲရှမ်မီသားစုနဲ့ဝမ်မီသားစုရဲ့ရှေ့နေအဖွဲ့တွေကိုအလကားထားတယ်ထင်နေလားကျန်ရှန် M1 Group ကခမည်းတို့ကုမ္ပဏီနဲ့လက်တွဲလှုပ်ဆောင်နေတာတွေအားလုံးကိုအခုချက်ချင်းရပ်ဆိုင်းလိုက်ပြီးချက်ချင်းထွက်မသွားရင်မလွယ်ဘူးမှန်းလို့ဒီဆက်လေးတန်းနဲ့နှင်ထုတ်ပစ်လိုက်တယ်။ရှူရောင်ကရှမ်မော့ကိုမြင်လိုက်တာနဲ့
မျက်ရည်တွေကြားကနေဝမ်းသာအားရပြုံးပြပြီးရှမ်မော့ကူကိုညီမလေးအရန်လွမ်းနေတာလို့ပြောလာတော့မှစိတ်သက်သာရာရသွားကြတယ်။ရှမ်မော့ကရှူရောင်ကိုခေါ်ပြီးအိမ်ပြန်လာခဲ့တယ်။အိမ်ကန်ထဲမှာစောင့်နေတဲ့ဝန်အန်တီကိုရှမ်မော့ကဝန်အန်တီကျန်းချီချန်ကရှူရောင်စီသွားပြဿနာရှာပြီးအန်တီနဲ့ပြန်ပေါင်းထုတ်ဖို့ဖိအားပေးခိုင်းနေတယ်လို့အသိပေးလိုက်တယ်။ဒါကိုကြားလိုက်ရတဲ့ရှူရောင်ကအမေရင်ခွင်နဲ့ပြေးဝင်ငိုယိုရင်းအမေသူပြောတာကိုသမီးနားမထောင်ရင်အမေကသမီးကိုစွန့်ပစ်လိုက်တော့မယ်လို့ချိန်ချောက်တယ်။ပြီးတော့အမေနောင်တရစေရမယ်လို့လည်းပြောသေးတယ်လို့တိုင်တန်းလိုက်တယ်။သမီးဖြစ်သူစိတ်ဒဏ်ရာရသွားတာကိုမြင်လိုက်ရတဲ့ဝန်အန်တီဟာအကြီးအကျယ်ဒေါသထွက်သွားပြီးချက်ချင်းပဲဖုန်းကိုဆွဲထုတ်ကာကျန်းချီချန်စီဖုန်းခေါ်ပြီးကျန်းချီချန်ရှင်လူစိတ်မရှိတော့ဘူးလားကလေးတယောက်ကိုလာချင်းချောက်တာဘာသဘောလဲရှင်ပြောချင်ရင်ကျမစီတိုက်ရိုက်လာခဲ့ရှူရောင်ရဲ့တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုထိခိုက်အောင်လုပ်ရဲလုပ်ကြည့်ရှင့်ကိုကျမအလွတ်မပေးဘူးလို့ဒေါသတကြီးသတိပေးလိုက်ချိန်မှာတော့ဖုန်းတစ်ဖက်ကကျန်းချီချန်ကလေးကမကြခင်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေတော့မယ်မဟုတ်လားဒါကြောင့်ငါကလက်ဆောင်လေးလာပေးတာလေဆိုပြီးအရွက်တိုက်ပြောလာပြန်တယ်ဝန်အန်တီကကျန်းချီချန်ရှင်ကလေးတွေကိုပဲလာအနိုင်ကျင့်တတ်တာနှစ်တွေဒီလောက်ကြာတာတော့အသုံးမကျတဲ့လူဖြစ်နေတော့မယ်ကျမသမီးကိုထပ်တွေ့ဖို့လုံးဝစိတ်မကူးနဲ့လို့ဒေါသတကြီးဖုန်းချပစ်လိုက်တယ်။အဲဒီနောက်မျက်ရည်ကျနေတဲ့ရှူရောင်စီသွားပြီးရှူရောင်လေးဒီရက်ပိုင်းစာမေးပွဲနီးနေပြီဆိုတော့အမေအိမ်မှာပဲအနားမှာနေပေးမယ်နော်လို့နှစ်သိမ့်ပေးတယ်။ရှမ်းမော့ကတော့အမှုပညာကျောင်းသူဖြစ်ပြီးလွတ်လပ်တဲ့ပကြီးဆရာမလေးဖြစ်ချင်တဲ့ရှူရောင်ရဲ့ပကြီးကားတွေကတောက်ပတဲ့အသွင်အပြင်ကိုအမြဲတမ်းသဘောကျနေကြတာပါ။အဲ့ဒီချိန်မှာအိမ်ဖော်ကျောင်းမှာကလက်ဖက်ရည်ခွက်တွေလာချပေးရင်ရှူရောင်လေးကဒီလောက်စူးစမ်းနေတာစာမေးပွဲကိုထိခိုက်လို့ပဲဖြစ်မလဲ။အိမ်ကကြောက်ရှောင်ဟဲလို့ပြင်းရည်ပြီးလှည့်စားတတ်တဲ့ကလေးမျိုးမှမဟုတ်တာ။ကျောင်းတက်လဲအလကားပဲ18နှစ်ပြည့်တာနဲ့အပြင်ထွက်အလုပ်လုပ်ခိုင်းရမယ်လို့ရှူရောင်ကိုမျက်နှာချိုသွေးကသူ့သမီးအရင်ကိုနှိမ်ချပြောဆိုလာတယ်။ရှမ်းမော့ကကျောင်းမာရဲ့ကောက်ကျစ်တဲ့စိတ်ကူးတွေကိုရိပ်မိနေတာကြောင့်ကျောင်းမှာတခါတလေဘသူကခမားသမီးလဲဆိုတာတော့ကျွန်တော်မသေးကွဲတော့ဘူး။ရှူရောင်ကိုကြအရန်ကယူဆိုင်ပြီးရှောင်းဟဲကိုကြဘာလို့ဒီလောက်ရက်ဆက်ရတာလဲ။ဘလို့ပဲဖြစ်ဖြစ်ရှောင်းဟဲကခမားသမီးပဲလေ။သူ့ကိုလည်းတကုတ်ဆက်တက်ခိုင်းပါလို့ဝင်ပြောလိုက်တယ်။ကျောင်းမာကတော့သူ့ကိုဒီအရွယ်ထိကျွေးမွေးထားတာတော့ကျေးဇူးကြီးလာပါပြီ။ရှူရောင်ရဲ့တဝက်လောက်လိမ္မာရင်အလုတ်ထွက်လောက်ခိုင်းပါမလားဆိုပြီးစင်ချေပေးနေပေမဲ့စိတ်ထဲမှာတော့ဝမ်းမိသားစုရဲ့ပိုင်ဆိုင်မှုအလုံးဟာနောက်ဆုံးသူ့သမီးအရင်ရှူရောင်အတွက်ပဲဖြစ်ရမယ်ဆိုတဲ့အကြံစိုးတွေမွေးမြူထားဆဲဖြစ်တယ်။ညဘက်မှာတော့ကြောက်ရှောင်ဟဲကမျက်နှာမှာဒဏ်ရာဒဏ်ချက်တွေလွမ်းပါတဲ့အဝတ်စားတွေနဲ့အိမ်ထဲဝင်လာတယ်။ဒါကိုမြင်လိုက်ရတဲ့ကြောက်မာကအလောတကြီးပြေးလာပြီးနင်ဘယ်မှာသွားတောင်းကျပ်နေတာလဲ။ရှူရောင်ကအစောကြီးအိမ်ပြန်ရောက်နေပြီ။နင်သာအပြင်မှာရှောက်ရှုပ်ပြီးနာမည်ပြက်အောင်လုပ်ရင်ငါ့ကိုအမေလို့မခေါ်နဲ့။လို့ပါးရိုက်ဖို့လက်ရွယ်ပြီးအော်ဟစ်ဆဲဆိုတယ်။ရှောင်ဟဲကမျက်ရည်တွေကြားကနေပြောလို့ပြီးပြီလားလို့ခက်အေးအေးမေးလိုက်တော့ကြောက်မာကပူဒေါသထွက်ပြီးနင်ကငါ့ကိုမထေမဲ့မြင်လုပ်ရဲတယ်ပေါ့ငါကြွေးထားငါဝစ်ပေးထားတာကိုငါခိုင်းတာလုပ်ရမှာပေါ့အသုံးမကျတဲ့အယူမဆိုပြီးရှောင်းဟဲကိုစပင်ကဆွဲကအခန်းထဲအတင်းဆွဲခေါ်သွားတယ်ဒါကိုအဝေးကနေမြင်နေရတဲ့ရှမ်မော့ကတော့ကို့အပြစ်နဲ့ကိုမလွတ်နိုင်တဲ့ဘဝပါပဲလို့စိတ်ထဲကနေတက်ပြင်းချမိတော့တယ်နောက်ဆုံးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုတဲ့နေ့ကိုရောက်လာခဲ့တယ်ရှမ်းမိသားစုနဲ့ဝမ်မိသားစုကလူကြီး၄ယောက်စလုံးဟာရှူရောင်စာမေးပွဲမှာအဆင်ပြေစေဖို့စာစစ်ဌာနကျောင်းတကားဝမှာစိုးရင်တကြီးစောင့်ဆိုင်နေကြတယ်နောက်ဆုံးဘာသာရပ်ဖြစ်တဲ့အင်္ဂလိပ်စာမေးပွဲဖြေဆိုဖို့အချိန်နီးကပ်လာချိန်မှာပဲကြောက်ရှောင်ဟဲဟာတလန်းလုံးအပြေးလွှားပြေးလာပေမဲ့ကျောင်းတကားပိတ်သွားခဲ့ပြီးအနီအောင်ကြိုးတားထားတဲ့အပြင်ဘက်မှာတားဆီးခံလိုက်ရတယ်။ရှောင်ဟဲကလုံခြုံရေးတွေကိုတောင်းပန်ပါတယ်။သမီးကိုအထဲဝင်ခွင့်ပြုပါ။သမီးနောက်ကျခြင်းလို့မဟုတ်ပါဘူး။အမေကအိမ်ထဲကအပြင်မထွက်ရအောင်အတင်းဆွဲထားလို့သမီးအပြေးလာခဲ့ရတာပါလို့အော်ဟစ်ငိုယိုတောင်းပန်ခဲ့တယ်။ဒါပေမဲ့လုံခြုံရေးတွေကစီကံအရဝင်ခွင့်မပြုနိုင်ပဲလာမယ့်နှစ်မှပြန်ဖြေဖို့ပြောလိုက်တော့ရှောင်ဟဲတယောက်စာမေးပွဲဝင်ခွင့်ကတ်လေးကိုကျမ်းပြင်ပေါ်ချရင်းဒူးထောက်ကအကြီးကျယ်ငိုကြွေးကြံရစ်ခဲ့ရတယ်။အဲ့ဒီဘဝကနေတက္ကသိုလ်တက်ပြီးလွတ်မြောက်ခြင်းနဲ့သူ့ရဲ့မျှော်လင့်ချက်တွေအားလုံးပျက်စီးသွားရရှာတယ်။အဲ့ဒီအချိန်မှာကျောင်းမာကအနားကိုအပြေးရောက်လာပြီးငိုမနေနဲ့လူတွေရှိမှအဆက်မခွဲနဲ့လို့လာဆွဲတော့ရှောင်ဟဲကမခံမရက်နိုင်တော့ပဲအမေကြောင့်အကုန်ဖြစ်ရတာ။အမေသာအတင်းမဆွဲထားရင်သမီးဆောင်မေးပွဲမဖြေနိုင်ပဲနေပါမလား။သမီးရဲ့အမတ်နဲ့ဆိုတက္ကသိုလ်ကောင်းကောင်းတက်နိုင်တာကိုအမေကသမီးဘဝတစ်ခုလုံးကိုဖျက်ဆီးပစ်ချင်နေတာအမေကိုသမီးအယမ်းမုန်းတယ်လို့အော်ဟစ်ပေါက်ကွဲပစ်လိုက်တယ်။ကျောင်းမာကနင်ကငါ့ကိုပြန်အော်ရဲတယ်ပေါ့။နင်ကိုဒီလောက်ကြီးပြင်းအောင်ကြွေးထားတာကိုကျေးဇူးမသိပဲငါ့ကိုပါမုန်းရဲသေးတယ်။ကျေးဇူးကန်းတဲ့ခွေးမလေးလို့နှာခေါင်းကိုလက်ညှိုးထိုးပြီးဆဲဆိုတော့အနားကဖြတ်သွားဖြတ်လာမိဘတွေကကျောင်းမာကိုဝိုင်းဝန်းဖြောင်းဖြကြတယ်။အဝေးကနေမြင်နေရတဲ့စုမန့်ရွယ်နဲ့ဝမ်အန်တီတို့ကလည်းကျောင်းမာကရှူရောင်ကိုကြအရာရာအနစ်နာခံပြီးသူ့သမီးအရင်ကြမှာဘာလို့ဒီလောက်တောင်ရက်ဆက်ရတာလဲလို့အံ့ဩမဆုံးဖြစ်နေကြချိန်မှာတော့ဝမ်အန်တီကတက်ပြင်းချရင်ကျောင်းမာကိုအလုံးမထုတ်ချင်ခဲ့တာမဟုတ်ဘူး။သူကရှူရောင်လေးပေါ်မှာအရန်ကယူဆိုင်လုံးလို့အရင်ကအိမ်ဖော်တွေအများကြီးလဲခဲ့ဘူးပေမဲ့သူ့လောက်ဘသူမှစေးဆက်သေးချမှုမရှိကြဘူး။ရှူရောင်တက္ကသိုလ်တက်သွားရင်တော့သူ့ကိုအလုတ်ကနေထုတ်ပစ်ဖို့အကြောင်းပြချက်ကောင်းကောင်းရှိသွားပြီလို့ပြန်ရှင်းပြခဲ့တယ်။ရှမ်မော့ကတော့ဝမ်အန်တီဟာအတူနေလာခဲ့တဲ့အနှစ်20တန်ရောစင်ကြောင့်ကျောင်းမာအပေါ်ခွင့်လွှတ်တီးခံနေစေမှန်းသိနေခဲ့တယ်။အဲ့ဒီချိန်မှာစာမေးပွဲမဖြေလိုက်ရလို့အကြီးကျယ်စိတ်ပြတ်အားငယ်နေတဲ့ကြောက်ရှောင်ဟဲဟာရေပြင်ပေါ်ကနေထလာပြီးရှမ်မော့စီအပြေးလွှားရောက်လာကဒါရီအားလုံးနင်းချောင်းဖြစ်ရတာနင်းသားမရှိရင်ရှူရောင်ကအသုံးမကျတဲ့မိန်းမတစ်ယောက်ပဲဖြစ်နေမှာသူသာဒီလောက်မထူးချွန်ရင်ငါအမေကငါနဲ့သူ့ကိုနေတိုင်းနှိုင်းရှင်နေမှာမဟုတ်ဘူးအားလုံးနင်းရဲ့အပြစ်တွေပဲလို့အော်ဟစ်အပြစ်တင်လာပြန်တယ်ရှမ်မော့ကရှောင်ဟဲရဲ့ဆွဆွဲချက်တွေကိုနားထောင်ရင်းရှူရောင်ထူးချွန်တာကသူ့အရေးချင်းချောင်းဖြစ်ပြီးဝမ်မီသားစုရဲ့သမီးကဘလို့လို့ညံ့ပါလဲမင်းရဲ့ကန်ဆိုးမှုတွေကမင်းအမေကြောင့်သာဖြစ်ပြီးငါနဲ့ဘာမှမဆိုင်ဘူး
အမားနဲ့အမှန်ကိုမခွဲခြားတတ်တာကတော့မင်းအမေနဲ့တပုံစံနဲ့ပဲလို့အေးဆက်ဆက်ပြန်ပြောလိုက်တယ်။တကယ်တော့မိခင်အရင်ဖြစ်သူကသူ့သမီးကိုနေတိုင်းနှိပ်စက်နေပြီးဘေးနားမှာအမြဲရှိနေတဲ့ကလေးကမှသမီးအရင်မှမသိသေးတာဟာတယောစရာကောင်းလှပေမဲ့ရှမ်မော့ကတော့အမှန်တရားကိုဖွင့်မပြောပြခဲ့ပါဘူး။လူတယောက်ဟာစိုက်ပျိုးတဲ့အသီးအပွင့်တိုင်းပြန်လည်ခံစားရမှာဖြစ်ပြီးဒါတွေအားလုံးဟာသူတို့ဘာသာပြုလုပ်ခဲ့တဲ့အကျိုးဆက်တွေသာဖြစ်တယ်လို့ရှမ်မော့ကမှတ်ယူထားခဲ့တယ်။နောက်ဆုံးမှာတော့ရှုရောင်ရဲ့တက္ကသိုလ်ဝင်ခွင့်ရလက်ထွက်လာတဲ့နေ့ဟာသူမရဲ့အသက်19နှစ်ပြည့်မွေးနေ့ဖြစ်တယ်လို့ရှမ်မော့နဲ့ဆေးဆက်ကျောင်းလန်းတဲ့မင်္ဂလာဧည့်ခံပွဲနေ့လည်းဖြစ်လာခဲ့တယ်။ဧည့်ခံပွဲခန်းမထဲမှာ 1ND ကစင်ပေါ်တက်ပြီးရှုရောင်ရဲ့နာမည်အောက်မှာရှိတဲ့ပိုင်ဆိုင်မှုအားလုံးကိုယနေ့ကစပြီးတရားဝင်လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်ကြောင်းကြေညာလိုက်တယ်လို့ရှမ်းမီသားစုဘက်ကလည်းအောက်ကျမခံပဲဆိုင်ကန်းတွေစိန်ခံကားတွေရတနာတွေရွှေချောင်းတွေနဲ့စားတော်ရှယ်ယာတွေပါဝင်တဲ့မင်္ဂလာလက်ဖွဲ့စည်းရင်အရှိကြီးကိုခင်းကျင်းပြသလိုက်တာကြောင့်ဧည့်သည်တွေအားလုံးကအလိုက်ဖက်စုံတွဲပါပဲဆိုပြီးချီးကျူးမဆုံးဖြစ်နေကြတယ်။ရှမ်းမော့ကလည်းအဖြူရောင်ဝတ်စုံနဲ့လှပနေတဲ့ရှုရောင်လေးကိုကြည့်ရင်အနာဂတ်ဘဝကိုတွေးကရင်ထဲမှာအတိုင်းမသိကြည်နူးပျော်ရွှင်နေခဲ့တယ်။ဒါပေမဲ့ 1ND ကစာချုပ်လွှဲပြောင်းပေးဖို့လက်မှတ်ထိုးကန်ဒီအချိန်မှာပဲအိမ်ဖော်ကြောက်မာကအလော်တကြီးပြေးဝင်လာပြီးလက်ထဲကစာရွက်ကိုမြှောက်ပြရင်ဟာငါနောက်ဆုံးတော့ဒီနေ့ကိုရောက်အောင်စောင့်နိုင်ခဲ့ပြီဝမ်းညံ့ချင်းငါကအိမ်ဖော်ဖြစ်နေတော့ဘာဖြစ်လဲနင်းပိုင်ဆိုင်မှုတွေအားလုံးကိုငါသမီးကဆက်ခံရမှာဖြစ်တယ်လို့ရှမ်မီသားစုရဲ့တခင်လေးနဲ့လက်ထက်ရမှာလဲငါသမီးပဲဒီမင်္ဂလာလက်ဖွဲ့တွေအားလုံးကငါအတွက်ပဲဖြစ်ရမယ်လို့အရှက်မရှိအော်ဟစ်လိုက်တယ်အဲဒီနောက်ကြောက်ရှောင်ဟေကိုဆွဲခေါ်လာပြီးလွန်ခဲ့တဲ့အနှစ်20ကလေးကကလေးနှစ်ယောက်ကိုငါခိုးလဲပစ်ခဲ့တာနင်းသမီးကြတော့မွေးကလေးကတခင်မလေးဘဝနဲ့ဇိမ်ခံနေရပြီးငါသမီးကြမှာဘာလို့ဒုက္ခဆင်းရဲခံရမှာလဲသူမနင်းရဲ့ဝမ်မီသားစုသမီးအရင်အစ်စ်အမှန်ပဲနင်းသမီးအရင်ကစာမေးပွဲတော်မဖြေနိုင်ပဲစက်ရုံမှာအလုပ်သမားပဲလုပ်ရတော့မှာငါသမီးရှုရောင်ကတော့အနာဂတ်မှာတောက်ပနေတော့မှာလို့အားလုံးရှိမှအော်ဟစ်ကြေညာလိုက်တယ်ဧည့်သည်တွေအားလုံးအံ့အားသင့်သွားကြပြီးအချင်းချင်းတီးတိုးပြောဆိုကရှုရောင်နဲ့ရှောင်းဟဲကိုအပြန်အလှန်လှမ်းကြည့်နေကြချိန်မှာရှမ်မော့ကရှုရောင်ရဲ့လက်ကိုပြေးပြီးတင်းတင်းဆုပ်ကန်ရင်မကြောက်နဲ့မင်းက 1ND ရဲ့သမီးအရင်စစ်ပါငါ DNA စစ်ဆေးထားပြီးသားပါလို့အားပေးလိုက်တယ်ဒါပေမဲ့ရှုရောင်ကတော့စိတ်လှုပ်ရှားပြီးလက်တွေတုံကဘာမှပြန်မပြောနိုင်ပဲရှမ်မော့နောက်မှာပဲငြိမ်ငြိမ်လေးလိုက်ပါလာခဲ့တယ်အဲ့ဒီနောက် 1ND ကမျက်ရည်တွေဝဲရင်ကြောင်းပါဒီလိုနောက်ပြောင်တာမျိုးငါမကြိုက်ဘူးနော်ရှုရောင်ကငါသမီးအရင်ပဲနင်းနဲ့ဘာမှမဆိုင်ဘူးလို့တုံ့လို့စွာပြောလိုက်တော့ကျောင်းမာကခနဲ့တဲ့ပြုံးရင်ဝမ်းညံ့ခြင်းနင်ကအေးဆေးတည်ငြိမ်တဲ့သူမဟုတ်ဘူးလားအခုကျတော့ကိုယ်တိုင်မွေးမြူထားတဲ့သမီးကကိုသမီးမဟုတ်မှန်းသိသွားလို့လက်မခံနိုင်ဖြစ်နေတာလားနှစ်ယောက်စလုံးကကြမ်းချီချန်ရဲ့ကလေးတွေပဲဟာနင်းသားအဲ့ဒီတုန်းကကြမ်းချီချန်နဲ့ကွာရှင်းပြီးပိုင်ဆိုင်မှုအားလုံးကိုသမီးစီမလွှဲပေးခဲ့ရင်ငါသမီးကအခုလိုဝမ်မီသားစုရဲ့အမွေဆက်ခံတခင်မလေးပဲဖြစ်လာပါမလဲဒါတွေအားလုံးနင်ကိုယ်တိုင်ဖန်တီးခဲ့တာနင်ဘလောက်ပဲထူးချွန်နေပါစေနောက်ဆုံးတော့ငါသမီးအတွက်လမ်းခင်းပေးလိုက်ရတာပါပဲလို့အနိုင်ရသူပမာရေမောကျုံဝါနေတော့တယ်1ND ကမျက်ရည်တွေကျရင်ကြောက်မှာနေဝမ်မီသားစုမှာနေလာတာအနှစ်20ရှိပြီငါနှစ်အပေါ်တစ်ခါမှမညာမတာမဆက်ဆံခဲ့ဘူးငါတို့ကြားမှာဘာရန်ညိုးမှလည်းမရှိပဲနင်ဘာလို့ငါ့ကိုဒီလောက်တောင်ဒုက္ခပေးရတာလဲလို့တုံလို့စွာမေးလိုက်တယ်ကြောက်မာကအန်ချိတ်ကဒေါသတကြီးနဲ့ငါနဲ့ကျန်းချီချန်ကအထက်တန်းကျောင်းတုန်းကကျောင်းနေဘက်တွေသူ့တက္ကသိုလ်ကျောင်းစည်းတွေအားလုံးကိုငါမိသားစုကထောက်ပံ့ပေးခဲ့တာသူကဘွဲရရင်ငါ့ကိုယူမယ်လို့ပြောပြီးမှနင်းစီသွားလက်ထပ်ခဲ့တာလေငါတို့ရဲ့ကြားတွေကိုဝင်းနောက်ရှက်ခဲ့တဲ့မိမကနင်းပဲအဲဒါကြောင့်ငါအနှစ်20လုံးလုံးတီးခံပြီးဒီနေ့ကိုစောင့်နေခဲ့တာဝမ်းညံ့ချင်းငါသမီးကလည်းကျန်းချီချန်ရဲ့သွေးသားပဲမို့နင်းသူ့ကိုကြွေးမွေးစောင့်ရှောက်ခဲ့ရတာမနစ်နာပါဘူးနင်းသားကျန်းချီချန်နဲ့မကွာရှင်းခဲ့ရင်ငါသမီးကဝမ်မီသားစုရဲ့အမွေဆက်ခံသခင်မလေးပဲဖြစ်လာပါမလဲကျန်းချီချန်ပိုင်ဆိုင်မှုတွေအလွယ်တကူဆွန့်လွတ်ခဲ့တာကလည်းနောက်ဆုံးနင်းပိုင်ဆိုင်မှုတွေနဲ့အတူငါတို့လက်ထဲပြန်ရောက်လာမှာမို့လို့ပဲရော့ဒါကနင်းရဲ့သမီးအရင်ပဲနင်းရဲ့ကျေးဇူးကမ်းတဲ့သမီးကိုခေါ်ပြီးချက်ချင်းထွက်သွားငါသမီးရှုရောင်ရဲ့မင်္ဂလာပွဲကိုအချိန်မဆွဲနဲ့လို့အော်ဟစ်လိုက်တယ်အဲ့ဒီချိန်မှာသူတို့သားဝစ်စုံနဲ့ရှမ်မော့ကရှေ့ကိုဖြည်းဖြည်းချင်းရှောက်လာပြီးကျောင်းမှာအဲ့ဒီတော့ကခမ ्या ကလေးချင်းခိုးလဲခဲ့တဲ့လောက်ရက်ကဒီလောက်ရက်ဆက်လိမ့်မယ်လို့ဘယ်သူမှမထင်ထားခဲ့ကြဘူးဒါပေမဲ့အဲ့ဒါကိုကျွန်တော်အကုန်မြင်ခဲ့တယ်ဒါကြောင့်ရှူရောင်ကိုကျွန်တော်အဲ့ဒီကလေးကပြန်လဲထားခဲ့ပြီးသားပဲခမ ्या ပြန်ခေါ်လာတဲ့ကြောက်ရှောင်ဟဲကမှခမ ्या ရဲ့သမီးအရင်အစ်စ်အမှန်ဖြစ်ပြီးရှူရောင်ကခမ ्या နဲ့ဘာမှမဆိုင်ဘူးလို့အေးဆေးစွာဖွင့်ချလိုက်တယ်ကျောင်းမာရဲ့မျက်နှာပေါ်ကအောင်းနိုင်သူအပြုံးတွေချက်ချင်းအေးခဲသွားပြီးမဖြစ်နိုင်တာကြောက်ရှောင်ဟဲကငါသမီးဘလို့လို့ဖြစ်နိုင်ပါလဲငါသမီးကရှူရောင်ပါလို့ထိတ်လန့်တကြားအော်ဟစ်ညင်းဆန်တော့တယ်ရှမ်မော့ကကျွန်တော် DNA စစ်ဆေးထားပြီးသားပါရှူရောင်က 1ND ရဲ့သမီးအရင်စစ်ဖြစ်တယ်လို့ကြောက်ရှောင်ဟဲကလည်းခမ ्या ရဲ့သမီးအရင်အစ်စ်အမှန်ပဲကြောက်မာအစားကနေအဆုံးထိခမ ्या ရဲ့သမီးရင်ကခမ ्या ပေးနာမှာပဲအမြဲတမ်းရှိနေခဲ့တာပါလို့ပြက်ပြက်သားသားပြောချလိုက်တယ်ဒီအမှန်တရားကိုကျောင်းမာထက်ပိုပြီးလက်မခံနိုင်ဖြစ်သွားသူကတော့ကြောက်ရှောင်ဟဲဖြစ်နေခဲ့တယ်သူမဟာမကောင်းမှုပြုခဲ့တဲ့သူ့အမေကိုမမုန်းပဲဒေါသနဲ့နာကျင်မှုအလုံးကိုရှမ်မော့စီပုံချကအပြေးလွှားရောက်လာပြီးအားလုံးမင်းကြောင့်ဖြစ်ရတာရှမ်မော့မင်းဘာလို့ဒီလောက်တောင်ရက်ဆက်ရတာလဲငါအမေကလေးချင်းခိုးလဲတာကိုမင်းမြင်ခဲ့ရင်ဘာလို့ပြန်လဲလိုက်တဲ့အကြောင်းဖွင့်မပြောခဲ့တာလဲငါအမုန်းဆုံးလူကမင်းပဲမင်းသာစကားတခုံးဖွင့်ပြောလိုက်ရင်ငါဘဝတစ်ခုလုံးပြောင်းလဲသွားနိုင်တာကိုမင်းဘာလို့ဒီလောက်အေးဆက်ရက်ဆက်ရတာလဲလို့အော်ဟစ်ငိုယိုလာတယ်ရှမ်မော့ကတော့ငါကဘာလို့ပြောရမှာလဲမင်းအမေသာမတမာတဲ့စိတ်မမွေးခဲ့ရင်ဒီလိုကိစ္စတွေဖြစ်လာစရာအကြောင်းမရှိဘူးအဲ့ဒီတော့ငါသာစောစောစီးစီးဖွင့်ပြောလိုက်ရင်မင်းတို့ကအကြံပြက်ပြီးရှူရောင်ကိုအန်ရည်ပြုမှာပေါ့လို့တည်ငြိမ်စွာပြန်ပြောလိုက်တယ်ရှောင်းဟဲကကျမ်းပြင်ပေါ်ဒူးထောက်ပြိုလဲသွားပြီးဝမ်ရှူရောင်မှာအရာအလုံးရှိနေတာတော့ငါရဲ့ဒီမိခင်မြတ်တာလေးကိုတော့ဘာလို့လူယူသွားရတာလဲ
ငါကမတော်လို့အမေကမချစ်တာလို့ပဲထင်နေခဲ့တာတကယ်တော့အစကတည်းကအရာအလုံးမှားယွင်းနေခဲ့တာပဲလို့ကြေကွဲစွာအောင်ငိုတော့တယ်အဲ့ဒီအချိန်မှာအခြေအနေကိုသဘောပေါက်သွားတဲ့ကြောက်မာဟာနောင်တရရမယ့်အစားဧည့်သည်စပွဲမှာထိုင်နေတဲ့ကျန်းချီချန်ရဲ့ကော်လာကိုဆွဲပြီးနင်ကကိစ္စအလုံးအဆင်ပြေတယ်လို့ပြောခဲ့တယ်မဟုတ်လားအဲ့ဒီတုန်းကနင်လူတွေကိုအပြင်ခေါ်သွားပြီးမှကလေးတယောက်ကဘယ်လိုလုပ်ပြန်လဲသွားနိုင်ရတာလဲလို့ဒေါသတကြီးရန်တွေ့ပါကျန်းချီချန်ကလည်းကြောက်မာကိုပြန်တွန်းထုတ်ပြီးနင်ကအတုံးမကျတဲ့မိန်းမမို့လို့ကိုသမီးအရင်တောင်ကိုယ်တိုင်မမှတ်မိတာလေလို့ပြန်អော်ဟစ်ရင်းခမ်းမတစ်ခုလုံးရုံရင်းဆန်ခတ်ဖြစ်သွားကြတယ်မျက်နှာမှာကုတ်ချရာတွေနဲ့ကြောက်မာဟာရေလိုက်ငိုလိုက်ဖြစ်ကာစိတ်ဖောက်ပြန်တယ်လို့ဖြစ်သွားပြီးရှောင်းဟဲ့ရဲ့ခြေထောက်ကိုပြေးဖက်ရင်းရှောင်းဟဲ့လေအမေဒါရီအားလုံးလုတ်ခဲ့တာသမီးအတွက်ပါလို့အသနာခံလာတယ်ဒါပေမဲ့ရှောင်းဟဲကတော့တွန်းထုတ်လိုက်ပြီးသမီးဘဝကိုအမေဖျက်ဆီးပစ်ခဲ့တာသမီးအတွက်လုပ်တာမဟုတ်ဘူးအမေကိုကျိုးအတွက်လုပ်ခဲ့တာသမီးအမေကိုလုံးဝခွင့်မလွတ်သလိုအဲ့ဒီအိမ်ကိုလည်းဘယ်တော့မှပြန်မလာတော့ဘူးအမေအလိုမရှိတဲ့အတိုင်းနေဘက်ထွက်ပြီးအလုပ်ပဲလုပ်တော့မယ်လို့ပြက်ပြက်သားသားပြောဆိုကိုယ်တိုင်16နှစ်လုံးလုံးနှိပ်စက်လာခဲ့တဲ့ကလေးကမှကိုသမီးအရင်မှန်းသိသွားတဲ့ကြောက်မာတယောက်လုံးဝစိတ်ပြက်အားငယ်စွာပြိုလဲသွားရတော့တယ်ရှမ်းမော့ကလုံခြုံရေးတွေကိုခေါ်ပြီးပြဿနာရှာတဲ့လူ3ယောက်စလုံးကိုခမ်းမအပြင်ကိုအမြန်မောင်းထုတ်ခိုင်းလိုက်တယ်အဲ့ဒီညမင်္ဂလာပွဲပြီးတာနဲ့ 1ND ဟာချက်ချင်းအေးအေးယူဆောင်ရွက်ပြီးကျန်းချီချန်ရဲ့စီးပွားရေးလုပ်ငန်းတွေအားလုံးကိုသိမ်းယူပစ်လိုက်တာကြောင့်ကျန်းချီချန်ရဲ့ကုမ္ပဏီဟာမကြာခင်မှာပဲလုံးဝဒီဝါလီခံပျက်စီးသွားခဲ့ရတယ်။ကျောင်းမှာကလည်းအချိန်ချင်းခံစားလိုက်ရတဲ့စိတ်ဒဏ်ရာတွေကြောင့်စိတ်ဝေဒနာအပြင်းထန်ခံစားရပြီးနောက်ဆုံးမှာတော့သမီးဖြစ်သူရှောင်းဟဲကိုယ်တိုင်စိတ်ယောဂါကုဆေးရုံကိုပို့ဆောင်ခြင်းခံလိုက်ရတော့တယ်။ဒီသတင်းကိုကြားရချိန်မှာရှမ်းမော့ဟာအိမ်မှာရှူရောင်လေးနဲ့အတူပကြီးစာအုပ်ကိုအတူတူကြည့်ရှုနေခဲ့တယ်။ရှူရောင်ကရှမ်းမော့ကိုဘာဖြစ်လို့လဲဟင်းလို့မေးလိုက်တော့ရှမ်းမော့ကချစ်ခင်ကျင်နာစွာနဲ့ပဲဘာမှမဖြစ်ပါဘူး။လွန်ခဲ့တဲ့နှစ်တွေတုန်းကငါမထွက်ပြေးခဲ့ပဲအမားကိုအမှန်တိုင်းပြင်ဆင်နိုင်ခဲ့လို့တော်ပါသေးတယ်။ငါပေးနာမှာအမြဲရှိနေပေးတာမင်းဖြစ်နေလို့ကံကောင်းတာပေါ့လို့ရွေးထွေးစွာပြန်ပြောလိုက်တယ်။ပြုလုပ်ခဲ့တဲ့အမားတွေကိုပြင်ဆင်နိုင်တဲ့နေ့ရှိပေမဲ့ကြံရစ်ခဲ့တဲ့စိတ်ဒဏ်ရာတွေကိုတော့ဘယ်တော့မှခြေဖြတ်လို့မရနိုင်ပါဘူး။အကယ်၍အဲ့ဒီတုန်းကရှမ်းမော့တာမသိချင်အောင်ဆောင်ခဲ့ရင်တစ်သက်လုံးနောင်တရနေရမှာဖြစ်တယ်လို့ကြောက်မာသာလောဘနဲ့မတမာတဲ့စိတ်တွေမမွေးမြူခဲ့ရင်လေအခုလိုဝမ်းနဲ့ွယ်ကံကြမ္မာဆိုးနဲ့ကြုံတွေ့ရမှာမဟုတ်ပါဘူး။လူဘဝမှာကျွေးမွေးဆောင်းရှောက်ခြင်းနဲ့ပတ်သက်လို့ကိုအပြစ်ကင်းစင်နေဖို့သာအဓိကဖြစ်တယ်ဆိုတာကိုတွေးတော်ရင်ဇလန်းလေးအဆုံးသတ်သွားခဲ့ပါတော့တယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်။နောက်လဲဇလန်းကောင်းလေးတွေတင်ဆက်ပေးသွားအောင်ပါမို့ like and subscribe လေးလုပ်ပေးသွားကြပါအောင်ခင်ဗျာ